dentist များရဲ့ daily practice တွေကိုတက်တောင့်တက်တာရှိစွာဖြင့်ဖြတ်သန်းနိုင်ဖို့မရှိမဖြစ် Univet လူများဟာဆိုရင် tailor made ဖြစ်ပြီး 100% handmade system ဖြင့် Italy နိုင်ငံတွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ရွေးချယ်စရာ lens type တွေကတော့ Galilean, Prismatic, Argo ဆိုပြီး၃မျိုးရှိပါတယ်။ရရှိနိုင်တဲ့ magnification တွေကတော့ Galilean မှာဆိုရင် 2.0, 2.5, 3.0 အထိရနိုင်ပါတယ်။ Prismatic မှာဆိုရင် 3.5, 4.0, 5.0 အထိရနိုင်ပါတယ်။ Argo မှာဆိုရင် 3.5, 4.5, 5.7 အထိရနိုင်ပါတယ်။စတင်အသုံးပြုကြမဲ့ဒေါက်တာတို့အတွက်ကတော့ Galilean ကအဆင်ပြေဆုံးဖြစ်ပါတယ်။ 5.0 အထိ magnification များနဲ့ 100% မြင်ကွင်းအပြည့်ကိုကြည်လင်ပြသစေချင်ရင်တော့ Prismatic ကိုရွေးချယ်ရမှာပါ။ 45 degree ချိုးထားတဲ့ Argo frame တွေကတော့ခေါင်းလုံးဝမငုံကျင်တဲ့ဒေါက်တာတို့အတွက်အသုံးပြုလို့အဆင်ပြေဆုံးဖြစ်ပါတယ်။ဒါဆိုရင်တော့ Univet လူတွေကိုအသုံးပြုပြီးတော့ဆရာတို့ရဲ့ daily practice တွေကိုတက်တောင့်တက်တာရှိစွာဖြင့်ဖြတ်သန်းနိုင်ဖို့ဘယ်လိုမျိုးစားကိုရွေးချယ်ရမယ်ဆိုတာဆရာတို့သိသွားလောက်ပြီထင်ပါတယ်နော်။